အိမ်ရောက်ငွေရှေဆိုလို့ရှိရင်မှားခြင်းပါဒီလိုမျိုးပို့စီရလေ comment တိုင်းမှာတွေ့တယ်ပေါ့နော်အိမ်ရောက်ငွေရှေရပါတယ်နော် Ryan Expert ရောက်တဲ့မျိုးနဲ့ပေါ့နော် B Expert ရောက်တဲ့မျိုးတွေအကုန်လုံးအိမ်ရောက်ငွေရှေရပါတယ်ရှင်ဘယ်လိုမျိုးနေရာမျိုးတွေကတော့အိမ်ရောက်ငွေရှေမရဘူးလဲဆိုလို့ရှိရင်လိပ်စာအတိအကျမပို့ပေးတဲ့မျိုးတွေပေါ့နော်နေရာတွေပေါ့နော်လိပ်စာအတိအကျမပေးတဲ့နေရာတွေပြီးရင်ရွာဘက်ကနေပြီးတော့တက်လာပြီးတော့ရုံးမှလာယူရမယ်ဆိုရင်နေရာတွေပြီးရင်အရန်ဝေးတဲ့မျိုးတွေရန်ကုန်ကနေမျိုးတာချီလိတ်တို့လာရှိုးတို့ကျိုင်းတုံတို့ပေါ့နော်မြဝတီတို့အဲ့လိုမျိုးပေါ့နော်ဝေးတဲ့မျိုးတွေဆိုလို့ရှိရင်မင်းကပိုးဆောင်ကားလေးတွေကိုဇယံကြိုယူပါတယ်ရှင်နော်ပစ္စည်းဘိုးတွေကကြတော့ပစ္စည်းအိမ်ရောက်ငွေရှေပါပစ္စည်းဘိုးလုံးဝကြိုမလွှဲရဘူးအိမ်ရောက်ငွေရှေပို့ဆောင်ကားလေးကိုပဲမင်းကကြိုယူတာပါဖြစ်လို့ကြိုယူလဲဆိုတော့ပေါ့နော် return တွေအရန်များတယ်ပေါ့နော်ပစ္စည်းသွားပို့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဖုန်းဆက်တယ်ဖုန်းမကန်ဘူးစပိတ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးတွေမှာဆို9ရက်ပြည့်လို့ဆိုလို့ရှိရင် Ryan ရုံးတို့ပြည့်ဆွေရုံးကမင်းတို့ရှိကိုပြန်ပို့တယ်အကြိုင်ပို့ဆောင်ကားမင်းတို့ဘက်ကပေးရတယ်ပေါ့နော်အမျက်လည်းတစ်ခုမှမရဘဲနဲ့ပေါ့နော်မျိုးပို့ဆောင်ကားလေးစိုက်ရတာအဆင်မပြေလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ပစ္စည်းကိုအိမ်ရောက်ငွေရှေပို့ပေးတယ်ပို့ခါကိုဇယံကြိုယူတာပေါ့နော်တကယ်လို့ပေါ့နော်တချို့တွေဆိုလို့ရှိရင်မင်းတို့ကအများပို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ပစ္စည်းသွားပို့တယ်ဖုံးဆက်တဲ့အိမ်ရှိလာပို့ပြီးရင်လမ်းထိပ်ရောက်ပြီဆိုလို့ရှိရင်ဖုံးမကင်တော့ဒါမျိုးတွေလည်းမင်းတို့မှကြုံရတယ်အဲ့လိုမျိုးလေးဖြစ်လို့လေတချို့နေရာတချို့နာမည်တွေနဲ့ဆိုမင်းတို့မှတ်ထားရတယ်ပေါ့နော်Ryan တို့ဘီတို့ကပြောတယ်အမရေဒီထုတ်ကိုတော့ဘယ်တော့မှသူ့နာမည်နဲ့သူ့ဖုန်းနံပါတ်ဆိုရင်တော့ဘယ်တော့မှထည့်မပါနဲ့ဘယ်တော့မှမယူဘူးရုံးမှဆိုလို့ရှိရင်သူ့အထုပ်တွေအများကြီးရောက်ထားတယ်အကုန်လုံးလိုက်ပတ်မှားထားတာပြီးရင်တခုမှလာမယူဘူးရုံးလာယူမယ်လို့ပြောထားတယ်မယူဘူးပေါ့နော်အိမ်ရှိစီသွားဖို့ပေးတယ်ဆိုရှင်အိမ်ရှိရောက်ရင်ဖုန်းစပိတ်လိုက်ကောပေါ့နော်အဲ့လိုမျိုးလေးတွေကအများတန်းကြုံရတယ်အဲ့ဒါကြောင့်သူ့နာမည်သူ့ဖုန်းနံပါတ်နဲ့ဆိုမထည့်ပေးပါတော့နဲ့ဆိုပြီးတော့ပေါ့နော်စာရေးပြီးမှားလိုက်တဲ့အထီကိုပေါ့နော်အဲ့လိုမျိုး customer မျိုးလည်းမင်းတို့စီမှာရှိတယ်ပေါ့နော်အားလုံးဆိုတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်တချို့တလေပေါ့နော်ရှိတတ်တယ်အဲ့ဒါကြောင့်မလို့မင်းတို့ကသူတို့အဲ့လိုမျိုးဆိုလို့ရှိရင်ပေါ့နော်မင်းတို့ပို့ခါလေးလည်းမစိုက်ရအောင်လို့ပို့ဆောင်ကောင်တခါလေးဇယံကြိုးယူတာပေါ့နော်ချို့ဆိုဇယံကြိုးယူတယ်ဆိုပစ္စည်းမရောက်တော့မှကြောက်တယ်ဆိုနော်ပစ္စည်းတွေမှနောက်မှလည်းအပြည့်ထားပေးတယ်အဲ့ဒါကိုမပို့ဘဲနဲ့ဘာလုပ်ထားမှာတော့အိမ်မှာနော်ဒီဟာတွေအကုန်လုံးကကိုယ်နဲ့လည်းတစ်ဆိုင်မှလည်းမတော်ဘူးပေါ့နော်ဝက်လို့လည်းမရဘူးအဲ့လိုဖြစ်တဲ့အတွက်ပစ္စည်းလေးတွေကကြတော့ပို့ပေးတယ်ပို့ဆောင်ကောင်ကိုဇယံကြိုးယူပါတယ်နော်အဲ့လိုအကြောင်းမျိုးအဲ့လိုမျိုးအကြောင်းမျိုးလေးပေါ့နော်အများကြီးပဲရှိတယ်မင်းတို့ပြောပြလို့ရှိရင်ပေါ့နော်စိတ်ညှို့သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့အများကြီးပဲအဲ့ဒါကြောင့်မလို့မင်းတို့ဘက်ကနေပြီးမြို့ဝေးတဲ့နေရာတွေနော်ပြီးလို့ရှိရင်လိပ်စာအတိအကျမပို့ပေးတဲ့နေရာတွေပေါ့နော်အဲ့ဒါနယ်မမဟုတ်ဘူးရန်ကုန်ဆိုလို့ရှိရင်လည်းလိပ်စာအတိအကျမပို့ပေးဘူးသွားပို့တဲ့အခါကျလို့ရှိရင်လမ်းထိပ်မှာဆက်ပိတ်တာအဲ့ဒါခဏရန်ကုန်မှာကြုံရတယ် online shop သမားတွေတော်တော်များအကုန်လုံးအဲ့ကိစ္စကိုကြုံရတယ်အဲ့လိုဖြစ်တဲ့အတွက်ရန်ကုန်ဆိုလို့ရှိရင်တော့မှလိပ်စာအတိအကျမပို့ပေးဘူးမပို့ချင်ဘူးဆိုကိုယ်လည်းရန်ကုန်မှာဆိုလို့ရှိရင်လမ်းလည်းရှိရရက်ွက်လည်းရှိရအိမ်နံပါတ်လည်းရှိရထိုးနေရာတွေဆိုနယ်တွေမှာဆိုတော့လက်ခံပါတယ်ရက်ွက်တွေလမ်းတွေပဲရှိတယ်အိမ်နံပါတ်တွေမရှိဘူးရတယ်ရက်ွက်တွေတချို့နေရာတွေဆိုလို့ရှိရင်ကွယ်သိမလားဘယ်ဆိုင်နာဘာနာညာလာညှိုးပေးလိုက်တယ်ဆိုလို့ရှိရင်ကွယ်မျိုးခံဆိုလို့ရှိရင်တိတယ်ဟုတ်တယ်မလားအဲ့လိုမျိုးညှိုးပေးလို့ရတဲ့ဟာမျိုးဆိုညှိုးပေးလိုက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့လိပ်စာတစ်ခုမှမပို့ဒီမျိုးလိုနာမည်ပဲပို့ပြီးရဆိုလို့ရှိရင်တော့မင်းတို့ဘက်ကအဲ့လိုမျိုးလေးဆိုမပို့ပေးဘူးပေါ့နော်ဇီယန်လေးကြိုယူပါတယ်ရှင်